Roblox ဆိုတာဘာလဲ Roblox ဆိုတာ game တစ်ခုတည်းမဟုတ်ပဲ game creation platform တစ်ခုပါလူတိုင်းကကိုယ်ပိုင် game တွေဖန်တီးလို့ရတယ်လို့တခြားသူတွေဖန်တီးထားတဲ့ game ပေါင်းတန်းချီကိုလည်းဝင်ကစားလို့ရပါတယ်ကောင်းကျိုးများ pros တီထွင်ဖန်တီးနိုင်စွမ်း Roblox Studio ကိုသုံးပြီးကလေးတွေကကိုယ်ပိုင်ကဘာတွေကိုတည်ဆောက်နိုင်ပါတယ်ဒါဟာ logic နဲ့ design ပိုင်းကိုအားပေးပါတယ် coding အခြေခံ game လုပ်ဖို့အတွက် Lua ဆိုတဲ့ programming language ကိုသုံးရတာကြောင့်ကလေးတွေအတွက် coding အခြေခံရစေပါတယ်ပေါင်းတင်ဆက်ဆံရေးတငယ်ချင်းတွေနဲ့အတူတူဆော့လို့ရတယ်လို့အဖွဲ့အစည်းနဲ့လှုပ်ဆောင်ရတဲ့ကျွမ်းကျင်မှု teamwork ကိုတိုးတက်စေပါတယ်စီးပွားရေးအမြင် game ထဲက Robux virtual currency ကိုသုံးပြီးဝယ်ယူမှုတွေရောင်းချမှုတွေလုပ်ရင်ငွေကြီးစီမံခန့်ခွဲမှုအခြေခံကိုနားလည်လာနိုင်ပါတယ်ဆိုးကျိုးနဲ့စိန်ခေါ်မှုများ cons မတင်တော်သော content များ user generated content ဖြစ်လို့တခါတလေတွေးထွက်တန်ယူဖြစ်တာဒါမှမဟုတ်ကြောက်စရာကောင်းတဲ့ game တွေ horror games တွေပါလာတတ်ပါတယ်စိမ့်သူများနဲ့ထိတွေ့မှု chat box ကနေတဆင့်သူစိမ့်နေနဲ့စကားပြောနိုင်တာကြောင့် cyber bullying ဒါမှမဟုတ် online predator တွေရဲ့အန္တရာယ်ရှိနိုင်ပါတယ်ငွေကုန်ကြီးကြ Robux ဝယ်ဖို့အတွက်ကလေးတွေကမိဘရဲ့ credit card ကိုခွင့်ပြုချက်မပါဘဲသုံးမိတာမျိုးတွေခဏခဏဖြစ်လိရှိပါတယ်ဆွေးလန်းမှု game တွေကစောလို့ကောင်းတာကြောင့်အချိန်အကန့်အသတ်မရှိစောမိရင်စာတင်တာနဲ့တခြားလူမှုရေးတွေကိုထိခိုက်နိုင်ပါတယ်အသက်အရွယ်အလိုက်လိုင်းညွှန်ချက်အသက်အပိုင်းခြားအကြံပြုချက်အသက်9နှစ်အောက်မစောတင်သေးပါ game တွေကအမြန်နှုံးတဲ့အလီးအမောင်တွေကကလေးငယ်တွေအတွက်အယမ်းများလွန်းနိုင်ပါတယ်အသက်9နှစ်9နှစ် parental controls ကိုမဖြစ်မနေသုံးပါ chat ကိုပိတ်ထားတာဒါမှမဟုတ်တငယ်ချင်းတွေနဲ့ပဲပြောလို့ရအောင်လုပ်ထားပါမိဘရှိမှပဲစော့ခိုင်းတင်ပါတယ်အသက်73နှစ်အထက် digital literacy online လုံခြုံရေးဗဟုသုတသင်ပေးပါသူစိမ်းကိုကိုကြီးကိုတာအချက်လက်မပေးဖို့နဲ့ cyber bullying ကြုံရင်ဘယ်လိုလုပ်ရမလဲဆိုတာဆွေးနွေးထားပါမိဘများအတွက်အကြမ်းညှိချက် account restrictions settings ထဲမှာ account restrictions ကို on ထားရင်ကလေးတွေအတွက်တင့်တော်တဲ့ game တွေကိုပဲ Roblox ကရွေးချယ်ပြပေးမှာပါ parental pin settings တွေကိုကလေးကပြန်မပြင်နိုင်အောင် pin number ခံထား family link သုံးပါဖုန်းဆော့တဲ့အချိန်ကိုကန့်သတ်ထားဖို့ Google Family Link လိုမျိုး application တွေကိုအသုံးပြုပါအတူတူဆော့ပါခလီဆော့နေတဲ့ game အကြောင်းသိအောင်အချိန်ပေးပြီးအတူတူတစ်ခါတလေဆော့ကြည့်ပေးတာကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်မှတ်ချက် Roblox ကပညာရေးအတွက်ကောင်းမွန်တဲ့ tool တစ်ခုဖြစ်နိုင်တယ်လို့တတိမထားရင်ဘီဥပတ်ဖြစ်နိုင်တဲ့နေရာလည်းဖြစ်ပါတယ်မိဘရဲ့နီးကပ်စွာစောင့်ကြည့်မှုကသာအရေးကြီးဆုံးပါ